ကျွန်တော်တို့ထိုင်းနိုင်ငံဘန်ကောက်သနာပြုတ်ခု program နဲ့ပတ်သက်ပြီးတော့ချက်ပေါက်မှာအမင်းများဆုံးသောမိကုန်းတွေကတော့ဟုတ်ပါတယ်ကုန်ကြစိတ်ပဲဖြစ်ပါတယ်ဒါလည်းမပြောခင်မှာဒီတနန်းကို join မဲ့ဆိုလို့ရှိရင်တော့ short in ဆိုပြီးတော့တနန်းကြီးပေးပြီးတော့တန်း join လို့မရအတူတပြည့်မြန်မာနိုင်ငံလူတွေပေါ့ဆိုတော့နံပါတ်1အရင်ဆုံးကတော့မိတ်ဆွေတို့မှာနိုင်ငံကူးလက်မှတ် passport ရှိထားဖို့လိုအပ်ပါတယ်အရင်ဦးဆုံးကိုကဘယ်လို passport အမျိုးအစားရှိထားရမလဲဆိုလို့ရှိရင်တော့ PV PJ PE တခုခုကန်ဆောင်ထားပါမယ်အကြံရေးမိတ်ဆွေတို့ကဒါ PVPE ရှိထားမယ်ဆိုလို့ရှိရင်တော့ဒီ program ကမိတ်ဆွေတို့အတွက်အသင့်တော်ဆုံးနဲ့အမြန်ဆုံးလမ်းကြောင်းပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျန်တဲ့စာရေးစာတမ်း project တွေကိုကျွန်တော်ရုံးမချန်ကနေပြီးတော့မှဆက်လက်ဆောင်ရွက်ပေးသွားပါမယ်နောက်ပြီးတော့အသက်အရွယ်အဖြစ်ပြောရမယ်ဆိုလို့ရှိရင်တော့အသက်အရွယ်18ကနေ35နှစ်တွင်ယောက်ျားလေးမိန်းကလေးဘယ်သူမှမဆိုသွားလို့ရပါတယ်အော်တခုပညာရေးချင်းကတော့အနည်းဆုံး8တန်းအောင်ထားမှရမယ်နော်တင်တန်းကျောင်းကတော့မိတ်ဆွေတို့ကိုဆယ်လီတယောက်လိုလာပြီးတော့လေစိမ့်မှာကြိုဆိုပေးပါမယ်3လအတွင်းမိတ်ဆွေတို့နေစရာဆောင်ရမယ်အစားတောက်လည်းပါဝင်မယ်ပြီးရင်တင်တန်းကျောင်းကနေပြီးတော့မှကျောင်းဝတ်စုံတွေလည်း support ပေးထားတယ်ဆိုတာမျိုးလည်းရှိတယ်ဒါလို့ကွာကန်ကောင်းတယ်ဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံဘန်ကောက်မှာရှိနေတဲ့ခီးစဉ်တုံလေးတို့ပါတွားခွင့်ရအောင်ပါအော်နောက်ပြီးတော့မှတ်ချက်အနေနဲ့အဆောင်မှာမိတ်ဆွေတို့အသုံးပြုမဲ့ရေဘူးပြီးတော့ဝိုင်ဟန်မိုးတွေကတော့ကုန်ကြနိုင်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာဆုံကြပါမယ်အားလုံးပဲဘိုင်